ဒီဘဝချမ်းသာခြင်းနဲ့အစဉ်ပြေခြင်းနဲ့မသေးခင်မှာကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာအစဉ်ပြေပြေလေးနေသွားနိုင်ခြင်းနဲ့ဆိုလို့ရှိရင်ပြည့်စုံခြင်း၄မျိုးနဲ့ပြည့်စုံရမယ်ပြည့်စုံခြင်းဆိုတာကိုပါဠိလိုတမ္ပဒါလို့ပြောတယ်နော်ပြည့်စုံခြင်းဘယ်နှမျိုးလဲတော့၄မျိုးအဲ့ဒါကိုဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာတမ္ပဒါ၄ပါးလို့ထင်ရှားတယ်တမ္ပဒါဆိုတာပြည့်စုံခြင်းဘာရဲ့ပြည့်စုံခြင်းလဲဆိုရင်နံပါတ်1ဥဋ္ဌာဏတမ္ပဒါလုံလဝရိယရဲ့ပြည့်စုံခြင်းမပြင်းရနံပါတ်2အာရခတမ္ပဒါကြိုးစားလုံလအားထုတ်ပြီးတော့ရှာလို့ဖွေလို့ရထားတဲ့ဥစ္စာပစ္စည်းကိုမပျက်စီးအောင်ဤမျိုးစုံနဲ့စောင့်ရှောက်တက်ရအဲ့ဒါလည်းပြည့်စုံရဉာဏ်ရှိရနော်နောက်နံပါတ်3ကလျာဏမိတ်တတမ္ပဒါမိတ်ကောင်းဆွေကောင်းနဲ့ပြည့်စုံရဒီဘဝချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ပြည့်စုံခြင်းကြီး၄မျိုးကိုပြောနေတာနော်ဥဋ္ဌာဏတမ္ပဒါလုံလဝရိယနဲ့ပြည့်စုံရအာရခတမ္ပဒါစောင့်ရှောက်မှုနဲ့ပြည့်စုံရကလျာဏမိတ်တတမ္ပဒါမိတ်ဆွေကောင်းနဲ့ပြည့်စုံရသမဇီဝိတတမ္ပဒါတဲ့နံပါတ်4ကဝင်ငွေနဲ့ထွက်ငွေကိုညီညွတ်မျှတအောင်ကြည့်ရှုပြီးတော့သုံးဆွဲတတ်ရမယ်တဲ့တမ္ပဒါဘယ်နှမျိုးတော့၄မျိုးဒီ၄မျိုးနဲ့ပြည့်စုံလို့ရှိရင်ဒီလူသားဟာဒီဘဝမသေးခင်မှာအစဉ်ပြေချောမွေ့စွာချမ်းသာစွာနေရလိမ့်မယ်အဲ့ဒါလေးကိုအသေးစိတ်မြတ်စွာဘုရားကရှင်းပြဥဋ္ဌာဏတမ္ပဒါဆိုတာဘာပြောတာတော့လက်ယုံအားကိုးပြီးတော့နော်လုံးမယ်ကိုင်မယ်ကြိုးစားမယ်လုံးဝမပြင်းမကြီးနော်ပိုက်ဆံရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီးလန်းကိုလည်းသိတယ်အဲ့ဒီနီးလန်းကိုလည်းလက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်စုပ်ဆိုင်နေမှာမဟုတ်အဲ့ဒါပါတော့ဥဋ္ဌာဏတမ္ပဒါနောက်နံပါတ်2ပြည့်စုံရမယ်ပြည့်စုံခြင်းကအာရခတမ္ပဒါအာရခဆိုတာဘာတော့စောင့်ရှောက်တယ်ကိုယ်စွမ်းကိုယ်စားနဲ့ရှားထားလို့ရတဲ့ဒီဥစ္စာပစ္စည်းကိုမပျက်စီးအောင်ကာကွယ်စောင့်ရှောက်ရဘာကြောင့်ပျက်စီးသွားနိုင်တယ်လဲအကြောင်းတရားကိုကြည့်ပြီးတော့မပျက်စီးအောင်ကာကွယ်စောင့်ရှောက်ဟုတ်ပြီနော်အာရခတမ္ပဒါပြီးတော့ဘာလာတော့ကလျာဏမိတ်တတမ္ပဒါကလျာဏမိတ်တတမ္ပဒါဆိုတာမိတ်ဆွေကောင်းနဲ့ပြည့်စုံအဲ့ဒါမိတ်ဆွေကောင်းဆိုတာဘလို့အည်အသွေးရှိတဲ့ပုဂ္ဂိုလ်ကိုမိတ်ဆွေကောင်းလို့ပြောတာတော့မြေတံကိုယ့်အလိုကိုယ့်အကြိုက်ကိုလိုက်ပြီးတော့ပေါက်နေတဲ့လူကိုမိတ်ဆွေကောင်းလို့ပြောသလားမပြောဘူးမိတ်ဆွေကောင်းတို့ရဲ့အည်အသွေးကိုမြတ်စွာဘုရားအဲ့ဒီသုတ်တန်ထဲမှာဘလို့ပြောတော့ဆိုတော့အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေဟောအသက်ကိုမပိုင်းခြားဘူးနော်ငယ်သည်